မလားယူဟဲ့ငါရှေ့ကဖန်သီးကိုထုပြမယ်ကြည့်တာယောငါလိုမှမထင်ပြစ်ကြည့်သားမှာယောဟိုခင်ဗျာအပူတွေမပြောနဲ့ကြီးမထွက်တာမှလားဒါပဲပြောကြီးကုန်းသွားတာဟဲ့ကိုင်ဒီဒါနေနဲ့ဗျာ2000နဲ့ထည့်လာတာမေ့သွားတာအဲ့ဒီတော့အာမင်းကဘယ်နေရာကျမှတော့တင်းတဲ့ကထားထွက်သွားတာတော့အချင်းနေမလေးတော်သေးတယ်အဖျားလေးရှက်ထီသွားလို့ဟာဘယ်ဖျားတော့ချီပြားတော်သေးတော့မင်းသားရဲ့ချီပြားကေသွားတယ်တနက်ပြလေးကြည့်ရတာချင်းနေမကောင်းဟုတ်တယ်ဒါကြောင့်တဘာဝမင်းသားတော်မင်းသားတောင်းတဘာဝအတိုင်းဓာတ်တိုင်းကျင့်တာပဲဟန်ကြလေအိုးဓာတ်တိုင်းကျင့်ဟိုင်းမင်းကဘယ်အကြီးကနေပါလာတာလဲအတိတ်တွေမကောင်းဘူးကွာကြီးကန်းနဲ့ကြားဟုတ်ကဲ့ဒါကြောင့်ငါရဲ့အရေးမဲ့ဓာတ်နဲ့လှမ်းပေါက်လိုက်အရေးမဲ့ဓာတ်နဲ့ဟိုင်းခမရပြစ်တာကြီးကန်းပြစ်တာလေမြင်ရှက်ဖြတ်ပြေးလာတာမမြင်လိုက်ဘူးပြစ်မလေးတဲ့လက်ကလည်းတဲ့တာမြင်သွားမှသလားခါအောင်ပါလေမင်းအဲ့ဒါဘာကြီးလုံးဗျမြန်မာမင်းသားပါဆိုမှပါဝါရိန်းကြားကားတွေကရန်သူဗျဟောအနီလုံးကြီးနှလုံးနဲ့လေပါဝါရိန်းကြားကားတွေပစင်းလိုကောင်းဘူးရန်သူဟုတ်မြန်မာမင်းသားကိုလာပြီးတော့နိုင်ငံသားရန်သူတွေလာပြီးတောင်းကြတာဟဲ့မင်းရပြုတ်မှုတွေနေထူးနိုင်ရတိတ်ကောင်စော်ကားလုံးရကြပြောရတဲ့ပြောတဲ့ရောပါဟဲ့အောင်နေထူးလိုက်ဘာလဲမင်းကိုပြောချင်နေတဲ့စကားကမင်းနားနေလားနေတူနဲ့ခွေးစကားနားမလဲဘူးကွာဟဲ့ဟေးနားမလဲဘူးတဲ့ပြောချင်တူလို့တဲ့ပြောအဲ့ဒါသူမင်းကိုရှင်းရှင်းလင်းလင်းပဲပြောမယ်ငါပြောမှာမင်းနဲ့ငါနဲ့ဓာကြီးရှင်မယ်ကြိုက်တယ်နေထူးနေလားစိန်ခေါ်လိုက်ရန်သူမှန်သမျှကောင်းအောင်မဆိုရင်မကူချေဟုတ်လိုက်စမ်းဟေးနေကဓာချွတ်လာအောင်နားထောင်လိုက်ချွတ်လိုက်စမ်းဟိုင်းအမလေးတော့ငါလည်းဒိန်နဲ့ချွတ်လိုက်